အားလုံးပဲမင်္ဂလာပါ Ghost Story မြန်မာ YouTube Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တင်းញံရွှေရဲ့နေ့အစားဆုံးဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကဲအဲ့ဆိုရင်စီစဉ်လေးကိုစလိုက်ရအောင်ဗျာဖေဟာကြီးတင်းញံရွှေရလေရေးတောင်အောင်မေလားဟာလက်ထဲကစာရွက်တွေကိုကြည့်ပြီးစကန်မှုဥခင်ကျော်စိတ်ပြက်လက်ပြက်ညှင်းယူလိုက်တယ်။စာရွက်နှစ်ခုကတင်းញံရွှေရမှာရွဖက်မိတ်ပင်ရတဲ့အမိတ်စာရွက်နှစ်ရွက်မကြခင်အချိန်ကြီးလေးကမှတဲကုန်းမဝတ္တဥက္ကဋ္ဌဘုံမူကိုယ်တိုင်သူ့လက်ထဲကိုထည့်ပေးလိုက်တာပါ။ပြီးတော့ကဲစကန်မှုကြီးခမ ्या ကိုပဲတောင်းဝင်ပေးလိုက်မယ်။ကျုပ်တို့အမမျိုးကိုတိုးရှက်တတ်မဲ့မေဗျာ။တင်းញံကုန်းနေရာမှာလူနေရဲကွက်တွေဖြစ်လာမယ်။ဒါကြောင့်တင်းញံကုန်းကိုအမနဲ့အရှိတောင်ဘက်ကတတ်မှတ်ထားတဲ့နေရာကိုရွှေ့မယ်။ဒါကိုရွှေ့ဖို့ပြောင်းဖို့ကိစ္စကိုစကန်မှုကြီးတောင်းဝင်ယူပြီးလှုပ်ဆောင်ပါ။တင်းញံဆိုတာတီးတန့်တတ်မှတ်ထားတဲ့နေရာလူတွေကတင်းញံကိုနာရီကိစ္စရှိမှလာတယ်။ကိစ္စမရှိလို့ကတော့ခြေဥတော်မလှည့်ကြဘူး။ဒီတော့လူတွေနဲ့ကင်းကင်းနေတဲ့တရေတစီနန္ဒဘဝတွေအတွက်တင်းញံကုန်းကနေရာဌာနတစ်ခုဖြစ်တာမဆန်းပါဘူး။အခုသူတို့ကိုနေရာပြောင်းပြီးရွှေ့ပြရမယ်။တင်းញံဟောင်းကပြောင်းချင်သလားမပြောင်းချင်ဘူးလားဆန္ဒတောင်းဖို့မလိုတင်ញံခုံအစ်စ်နေခြင်းသလားမနေခြင်းဘူးလားအဖက်လုပ်ပြီးမေးစရာအကြောင်းမရှိဘူးဒါကအစိုးရမင်းရဲ့အမိန့်ပဲဆာရွက်ဘဝရေးထားတဲ့အမိန့်ကိုဖတ်ယုံနဲ့နာနာဘဝတွေပြောင်းမလားမပြောင်းဘူးလားဥခင်ကျော်မသိဘူးနောက်ပြီးတရေတစီတွေကိုကြီးမှုအုပ်ချုပ်တာတင်ញံရှင်မမဖဲဝါတဲ့မြို့နယ်မှာအုပ်ချုပ်တဲ့အစိုးရမင်းနဲ့မဖဲဝါနဲ့စိစက်ညှိနှိုင်းကလည်းမကြမိဘူးဘလို့ပဲဖြစ်ဖြစ်ရဲလက်ဆွဲမှာပြဋ္ဌာန်းမထားတဲ့ရဲဥပဒေမှာရဲလို့တမန်မထားတဲ့တင်းញံရွှေတဲ့လူကတော့စကန်မှုဥခင်ကျော်ရဲ့ပခုံးမို့ကြာလာပြီဖြစ်တယ်။ဒါလည်းအတွေ့အကြုံတစ်ခုပဲလေ။နောက်ဆုံးမှာစကန်မှုဥခင်ကျော်စိတ်ကိုဖြေလျှော့လိုက်တယ်။တင်းញံရွှေဖို့ကိစ္စကိုခေါင်းထဲထည့်စဉ်းစားရတာပေါ့။တင်းញံနဲ့ပတ်သက်ရင်တင်းញံရှင်မမဖဲဝါကိုအတီးပေးရရင်တော့ပိုကြီး။ဒီကိစ္စကတက်ကြွနားလေသူတွေနဲ့တိုင်ပင်တင်နေအမှားယွင်းဖြစ်တာတို့မဖဲဝါမကြိုက်တာတို့ဖြစ်လာရင်ရွာခိုက်တယ်လို့ကြားဖို့တဲ့ပိုကြီးစကမှုဝင်းကျော်ကစီရေးတစ်ချက်ကြီးကအကြံပေးတင်ပြရဲနေပေါင်းကစီရေးကြီးရွာခိုက်တယ်ဆိုတာဘယ်လိုဖြစ်မှာလဲမဖြစ်တဲ့နာတွေဖြစ်တာပေါ့ပူကြီးရဲ့သူ့လိုနေတမျိုးလုံးထိတ်လန့်ချောက်ချာနေမယ်ညညဆိုရင်ခွေတွေဦးမယ်ခွေတွေဟောင်းမယ်နှဆိုးတွေထိုးမယ်အဲ့ဒီကနေတမျိုးလုံးနာမချင်းဖြစ်ပြီးတော့လူတွေတယောက်ပြီးတယောက်သိမယ်ပေါ့ဗျာဟာတင်းញံရွှေတဲ့ကိစ္စကအဲ့လိုတော့ကြီးတောင်ကျေပြန့်သလားဗျဒါကတော့ဘိုးကြီးပဲစဉ်းစားကြည့်လေလူလောကမှာအုတ်ချုပ်သူအစဉ်စဉ်ရှိတယ်လို့သူတို့တစ်စီလောကမှာလေအုတ်ချုပ်သူအစဉ်စဉ်ရှိတာပေါ့ဗျသူ့ကိုအလေးထားပြီးအတိပြီးတော့ကောင်းတာပေါ့ဟုတ်ပါပြီဗျာတင်းញံရွှေတဲ့ချက်ကိုလည်းကျွန်တော်စဉ်းစားပါမယ်နောက်ပြီးကြံသေးတယ်ဘိုးကြီးဘာများလဲဗျတင်းញံရွှေတဲ့အခါတင်းញံဟောင်းကတစ်စီတရေနန္ဒဘဝတွေတကောင်းမှမကြံဘူးရေးကြည့်တယ်တကောင်ကြံခဲ့ရင်တော့တင်းញံမပြတ်ဘူးတဲ့ဒါကြောင့်မဖဲဝါကိုအလေးထားတိုင်ပင်ရမယ်တကောမှမကြံအောင်ပြောင်းဖို့ဆိုတာကမဖဲဝါမှလုံနိုင်မှာလေကျွန်တော်တို့နာဘွားတွေကိုမမြင်ရဘူးဘသူကြံနေမကြံဘူးဘယ်လိုလုပ်သိမှာလဲတင်းញံရွှေ့မဲ့အကြောင်းကိုကြိုတင်ပြီးတောင်းကြားထားပြီးဖို့တော့လိုမယ်ရစည်းကြီးရဲ့ကြံပြီးမှုနဲ့တီးရင်တီးလိုက်တာအချို့တီးလိုက်ရတယ်အဒီနောက်တင်းញံနေရာရွှေ့ဖို့ကိစ္စကိုစတင်စစ်ဆေးနေအင်းမတင်းញံကိုလူတယောက်လွတ်တယ်မဖဲဝါကိုစားမိစားတုံးနဲ့ကျွေးမွေးဖို့မနှက်ပြန်နေလဲမှာတင်းញံရွှေ့မဲ့အကြောင်းနဲ့တင်းញံမှာနေထိုင်တဲ့တရေတစီနန္ဒဘဝအားလုံးကိုအသိရှိအောင်စူးစီးထားဖို့မေတ္တာရခံခိုင်းလိုက်ပါတော့တယ်ဒီတင်းញံအတွင်းမှာမိခင်းနေထိုင်ကြတဲ့နန္ဒဘဝဝိနာဘဝပုဂ္ဂိုလ်တော်ဝါပေါင်းတို့ခမညာဒီတင်းញံနေရာကိုလူများနေထိုင်ရန်မြို့ကွက်တိုးရှင်းမှာဖြစ်တဲ့အတွက်ဒီနေရာမှာတင်းတို့နဲ့ရိုးရှက်နေထိုင်ရန်မဖြစ်နိုင်ပါတို့ဖြစ်ပါ၍တင်းတို့နေထိုင်ရန်တတ်မှတ်ထားတဲ့နေရာတစ်တို့ကျုပ်ကိုယ်တိုင်ပို့ဆောင်ပေးမိဖြစ်တယ်ထို့ကြောင့်ဤနှင့်ဤအပြင်ပန်းနှင့်ရထားသောလော်ရီကားများပေါ်သို့တယောက်ကြပါရန်မေတ္တာရခံအပ်ပါတယ်စခတ်မှုဥခင်ကျော်ကအမေအမှတ်တစ်ကိုအတန်ဤတန်ထားအမိန်ပပါနဲ့သုံးနေတီတီဖတ်လိုက်တယ်တင်းញံရှင်မမဘဲဝါအနေနဲ့လေတင်းញံရွှေ့တဲ့အစီအစဉ်ကိုချုံချုံမမဖြစ်အောင်ဆောက်ရှောက်ပေးပါလို့လေထပ်ပြီးပြောလိုက်တယ်ပြောပြီးတာနဲ့တင်းញံစီရပြီးအုပ်ဘူးတစ်လုံးပေါ်ကမဘဲဝါအတွက်တင်ထားတယ်အမေသားဟင်းနဲ့ထမင်းတို့ကိုကြည့်လိုက်တယ်ထမင်းတို့ပေါ်မှာရင်မယန်းကြီးတကောင်ကဝဲလိုက်နာလိုက်လို့နေတယ်အဲ့ဒီအချိန်မှာဥဟင်ကျော်ကြီးတက်တာမှာတစ်ချိန်တစ်ခါမှမကြုံဘူးတဲ့ထူးထူးဆန်းဆန်းဖြစ်ကိုကြ
ကြုံတွေ့လိုက်ရပါတော့တယ်မတိမရှာရောထွေးနေတဲ့စကားပြောတန်တွေကြားလိုက်ရတယ်စကားတန်တွေကလော်ရီကားစီကပါကားကဘော်ဒီကြီးကြီးတောင်တောင်အပေါ်မှာတန်ကိုင်းတွေရှိတယ်ရှင်9တန်ကုံ9တန်ပေါင်10တန်ဆိုတဲ့ကားကြီးနောက်ကနေကြွီဆိုတဲ့မိတန်ကိုကြားလိုက်ရတယ်ဒီအတန်ကလူတယောက်ကားပေါ်တတိုင်းလူရဲ့ခန္ဓာကိုယ်အလေးချိန်ကြောင့်ကားဘော်ဒီလှုပ်ရှားရကထွက်ပေါ်လာတဲ့အတန်မျိုးဒီလိုကိစ္စမျိုးဥခင်ကျော်တခါမှမကြုံဘူးနှိမ့်စိတ်ငြိမ်သက်နေတဲ့နေခင်းကြောင်တော်ကြီးမှာတရေတစီနာနာဘွားတွေကားပေါ်တက်နေကြတယ်အဲ့ဆိုတဲ့အတီးနဲ့ကားစီကထွက်ပေါ်နေတဲ့မသိမကွဲစကားတန်တွေတကြူကြီးမိတန်ကြီးကြောင့်ခြောက်ခြားစရာကောင်းနေတယ်ရုတ်တရက်သူ့ဘေးကလူတယောက်ဖက်သွားသလိုခံစားလိုက်ရတယ်သူ့ကိုလေးဟက်သွားတယ်သူ့ဘေးဘီဝေးရကိုကြည့်လိုက်တယ်ဘသူ့ကိုမှမတွေ့ရဘူးမမြင်ရတဲ့နာနာဘွားတကောင်သူ့ဘေးကကပ်ပြီးတော့ကားစီသွားနေတယ်ဖြစ်မယ်လို့သူနားလေလိုက်တယ်အဲ့ဒီအချိန်မှာကာသမားစီကလက်အောင်ပြုတ်တန်ကြားရတယ်ကာသမားကခေါင်းငန်းထဲမှာစီရတိုင်းကိုကင်ထိုင်နေတယ်ဘိုးကြီးဒီမှာလာလို့ပါဦးခေါင်းငန်းနဲ့ဝင်နေကြတယ်ဥခင်ကျော်ခေါင်းငန်းတကားပွင့်သွားတာစောစောကတွေးလိုက်တယ်ဒါပေမဲ့ချက်ချတာမမီဘူးလို့ထင်နေမိတယ်ခဏနေတော့ခေါင်းငန်းတကားပြန်ပိတ်သွားတာတွေးရတယ်ဒါကြောင့်ဒရိုင်ဘာကပိတ်လိုက်တယ်လို့ထင်မိတယ်အမှန်ကဒီလိုမဟုတ်ဘူးခေါင်းငန်းတကားကသူ့အလိုလိုချက်ပြုတ်ပြီးရုတ်တရက်ပွင့်သွားတာပြီးနောက်သူ့အလိုလိုပြန်ပိတ်သွားတာဖြစ်မယ်ဒါကိုဒရိုင်ဘာကတီးလိုက်တယ်နောက်ပြီးသူ့ဘေးကထိုင်ကုန်ကူရှင်ဘော်ကိုလူတယောက်ဝင်ထိုင်လိုက်တယ်လို့မျိုးဒါကြောင့်စကမ်းမှုဥခင်ကျော်ကိုလက်အောင်ပြောလိုက်တာဖြစ်တယ်ဥခင်ကျော်ကားအောင်ငန်းစီကိုသွားတယ်ဒရိုင်ဘာကိုအကျိုးအကြောင်းမေးတယ်ဒရိုင်ဘာကဖြစ်ပုံပြပုံအကြောင်းစုံကိုပြောပြတယ်နာနာဘွားတကောင်ခေါင်းငန်းနဲ့ဝင်ထိုင်နေပြီဆိုတာကိုဥခင်ကျော်သဘောပေါက်သွားတယ်ခေါင်းငန်းမှာဝင်ထိုင်နေတဲ့နာနာဘွားပုတ်ကိုခမညာခေါင်းငန်းထဲမှာကောင်းမောင်းတဲ့ဒရိုင်ဘာနဲ့တင်တို့ကိုနေရာသစ်စီပို့ဆောင်ပေးမယ်ကျုပ်တို့နှစ်ဦးသာထိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်ကောင်းငန်းတွေကဆင်းပြီးကားနောက်ကားပေါ်သို့တွားရောက်နေရယူပေးပါရင်မေတ္တာရက်ခံရပါတယ်စကမ်းမှုဥခင်ကျော်ပြောပြီးလို့ခဏပဲကြားတယ်ကောင်းငန်းတကားကြက်ပြုတ်တန်ကြားပြီးပွင့်သွားတယ်တစုံတဦးဆင်းသွားတဲ့လိုမျိုးဖြစ်ပြီးတကားပိတ်သွားတယ်ဒီလိုနဲ့နိုင်ဝယ်နီးပါးကြတော့ဘာတမ်းမှမကြရတော့ဘူးနနဘွားတွေကားပေါ်ကိုအားလုံးရောက်နေပြီတင်ချိုင်ထဲမှာမကြံတော့တော့ဘူးလို့ဥခင်ကျော်တွက်စားတယ်ဒါကြောင့်လော်ရီကားကောင်းနဲ့တက်ပြီးကားသမားကိုမောင်းဖို့ပြောလိုက်တယ်ကားသမားကကားဆက်နိုးတယ်ဆက်နိုးတာနဲ့ဂီယာထိုးပြီးကားကိုထွက်တယ်အဲ့ဒီအချိန်မှာကားရက်သွားတယ်ကားသမားကဂီယာပြင်ဖြုတ်ပြီးဆက်ပြန်နိုးတယ်ဆက်နိုးတာနဲ့ဂီယာထိုးပြီးကားထွက်တယ်သုံးချိန်သုံးခါတီးတီးဆက်နိုးလိုက်ဂီယာထိုးလိုက်ကားရက်သွားလိုက်ဖြစ်နေတယ်အဲ့ဒီမှာနေကားသမားကပြောတယ်ဘိုးကြီးဝေးအရင်များလို့နေတယ်တချို့တစ်ဖွဲ့ကိုပြန်ဆင်းခိုင်းပါဦးဒရိုင်ဘာရဲ့စကားကြောင့်စကမ်းမှုဥခင်ကျော်ကောက်ပေါ်ဒီတဲ့ကိုကြည့်လိုက်တယ်ကားထဲမှာဘာမှမရှိဘူးတက်ရှိတဲ့တော့တကောင်းမှမမြင်ရဘူးကားပေါ်ကိုသူတို့တက်တယ်ဆိုတာကိုတော့ငါလက်ခံတယ်ဝိများလုံးနေတယ်ဆိုတာကြီးကတော့ဟုတ်ပါမလားကွာကားပေါ်ဒီကြီးကအခွင့်ကြီးအထဲမှာဘာမှမရှိဘူးဘယ်လိုကြောင့်လဲဆိုတာကျွန်တော်မသိဘူးကားကတော့ထွက်လို့မရတာအမှန်ပဲဘိုးကြီးကားဒရိုင်ဘာကစကမ်းမှုဥခင်ကျော်ကိုပြောပြီးစိတ်ပြက်လက်ပြက်နဲ့ကားတကားအောက်ဆင်းသွားတယ်စိတ်ပြက်လက်ပြက်နဲ့တကားဖွင့်အောက်ဆင်းသွားတယ်စကမ်းမှုဥခင်ကျော်ကလည်းအောက်ကိုဆင်းလိုက်တယ်ခဏနေတော့ကားဒရိုင်ဘာကဘိုးကြီးဒီမှာလာကြည့်ပါဦးလို့လန့်ခေါ်တယ်ဥခင်ကျော်ရောက်သွားတော့ကားဒရိုင်ဘာကလီးထုတ်ပြတယ်လီးထုတ်ဆိုတာဝင်ပြီးအောက်ကိုထိန်းကြီးပင်းဖို့အတွက်ကားဝင်ရိုးမှာတက်ဆင်ထားတဲ့လေကိုင်းပုံတမနီပြားတွေပါသူ့ရဲ့တဘာဝကဝင်ပြီးအားမရှိဘူးဆိုရင်လေကိုင်းပုံကွေးနေတယ်အပေါ်ကဝင်ဖိထားရင်ကွေးနေတဲ့လေပြားလေးတွေဟာဆန့်ပြီးတော့တက်မှတ်သွားတယ်အခုလေလေးတွေကတန့်ဆန့်နေတာတွေ့ရရတယ်မိန်းကလေးတွေမကောက်ဘူးဟပ်ပါလို့ခေါ်တဲ့အကူလေးပါဝင်ပြီးနေတာလို့တွေ့ရတယ်ဥခင်ကျော်ကအရင်ကတစီတည်းနာနာဘွားဆိုတော့ကိုသိယုံကြည်ရှိတာမဟုတ်ဘူးခုလေတောင်ဝင်ရလို့ရတာမဟုတ်လို့အမှားယွမဖြစ်အောင်ကိုပြမဖြစ်အောင်သာမဟဲဝါကိုတင်တာမြောက်တာပြောဆိုတောင်းမှန်တာတွေလုပ်နေရတာဖြစ်တယ်အခုတော့ကိုရီမင်းမင်းဖြစ်နေပြီမို့မယုံလို့မရလက်ခံလိုက်ရတယ်တချို့တော့ပြန်ဆင်းခိုင်းမှကထွက်လို့ရမယ်ဘိုးကြီးကားဒရိုင်ဘာရဲ့ဒုတိယမြောက်တတိပီစကားတန်ကြောင့်ကားပေါ်ကနာနာဘွားအချို့ကိုပြန်ဆင်းခိုင်းဖို့ဥခင်ကျော်တတိရပါတယ်ဒါကြောင့်ကားပေါ်ဒီအရင်လေလောက်ကတန်တိုင်းကိုကင်နေကားပေါ်မှာတက်ရောက်နေကြတဲ့နာနာဘဝပုဂ္ဂိုလ်တရဝါအပေါင်းတို့ခမညာကားပေါ်မှာတက်ရောက်နေကြတဲ့လူတွေများလွန်းတာကြောင့်ဝင်လီပြီးကားခါထွက်လို့မရဘူးဖြစ်နေပါတယ်ဒါကြောင့်ဒီတန်တိုင်းရဲ့အရှိမရောက်နေတဲ့ပုဂ္ဂိုလ်တရဝါတွေကကားပေါ်မှာနေမြဲတိုင်းနေပြီးတန်တိုင်းရဲ့အနောက်မှာရှိတဲ့ပုဂ္ဂိုလ်တရဝါအားလုံးကကားအောက်ကိုခိတခဏဆင်းပေးကြပါဘယ်ကိုမှမသွားမလာပဲဒီညမှာပဲဆောင်ဆိုင်ပေးကြပါကားပေါ်ကပုဂ္ဂိုလ်တွေကိုနေရာသိစီပိုးဆောင်ပြီးတာနဲ့တပြိုင်နက်တင်တို့ကိုတစ်ခေါက်ပြန်လာခေါ်မယ်
နေရာတစ်ကိုပို့ဆောင်ပေးပါမယ်လို့ပြောလိုက်တယ်ပြောပြီးတာနဲ့ဘာကူမှမကြည့်ပဲလေးတစ်ခုတည်းကိုပဲစိုက်ကြည့်ပြီးကြည်နေရဲ့နန္ဒဘွားတွေကဘောတက်ကြတော့ကတကြွကြီးမြင်နေတယ်လို့သူတို့ပြန်ဆင်းတဲ့အခါမှာလဲကာကလှုပ်ခနေတယ်အသက်နွေးမြည်နေတယ်နောက်ပြီးဝင်ကိုထမ်းနေရတဲ့လေးတွေကလည်းတဖြည်းဖြည်းရော့လာတော့အံ့ဩပဲတွေ့လိုက်ရတော့တယ်10မိနစ်လောက်ကြာတဲ့အခါမှာဆင်းတဲ့အတန်တွေရက်သွားတယ်ကားလေးကလည်းပုံမှန်တိုင်းပြန်ဖြစ်သွားပြီကဲကားဆရာကြီးလေးတွေကတော့ပုံမှန်တိုင်းပြန်ဖြစ်သွားပြီကားဆန်နှုတ်ပြီးတော့စကမ်းမှုကြီးဦးခင်ကျော်ပြောတာနဲ့ကားဆရာကဆက်ကိုနှုတ်လိုက်တယ်ပြီးတော့ဂီယာထိုးပြီးမောင်းထွက်လိုက်တယ်ဒီတခါတော့စောစောတုန်းကလို့အနောက်ရှက်မဖြစ်တော့ဘူးချောချောမူးမီးနဲ့မောင်းလို့ရသွားတယ်သူတို့ကတင်းရင်ကနေထွက်လာတယ်ခါလိုက်ရ80နှစ်စီယုံကိုကြော်တယ်စီယုံနဲ့ရေပြာစားတော့ရနေကြမှာရှိတဲ့လဝဲဘကွေတဲ့လမ်းကျိုးတစ်ခုရှိတယ်သူတို့ကအဲ့ဒီလမ်းကျိုးလေးတိုင်းဝင်သွားတယ်မိုင်းဝင်ဒီဘက်ဝင်ပြီးတော့မှကြောက်ကုန်းတစ်ခုတွေ့ရတယ်ကြောက်ကုန်းလွင်ပြင်တစ်ခုမှာတောင်လေးတောင်တိုင်လေးတိုင်ဆိုင်ပြီးအေရီးကသတ်မှတ်ထားတဲ့နေရာတစ်ခုကိုတွေ့ရတယ်တောချုံပိုးအချိုးနဲ့တစ်ပင်ငယ်တွေကလည်းအဲ့ဒီကြောက်ကုန်းလွင်ပြင်မှာပေါက်နေကြတယ်ဒါတင်ញံကုန်းအစ်စ်အဖြစ်သတ်မှတ်ထားတဲ့နေရာပဲစကမ်းမှုကြီးဥခင်ကျော်ကိုကိုက်ရခိုင်းလိုက်တယ်ပြီးတော့အမိန်စာရွက်နှစ်ကိုထုတ်ပြီးတော့အမိန်ပြန်တယ်ကောင်းပုံမှာလိုက်ပါလာတဲ့နာနာဘဝပုဂ္ဂိုလ်တရဝါပေါင်းတို့ခမညာယခုအသင်တို့နေထိုင်ရမယ့်နေရာဌာနအစ်စ်ကိုရောက်ရှိပါပြီတောင်လေးတောင်မှာတိုင်ဆိုင်ထားတဲ့ဣရိယာကျဲဝန်းဟာအသင်တို့နေထိုင်ရမယ့်နေရာတစ်ဖြစ်ပါတယ်အသင်တို့အားလုံးကားပေါ်ကဆင်းပြီးနေရာတစ်မှာနေရာယူကြပါအသင်တို့အထဲမှာအကြီးမှုပြုသူအနေနဲ့အခုပါလာတဲ့ပုဂ္ဂိုလ်တရဝါများနဲ့နောက်ထပ်ရောက်လာမယ့်ပုဂ္ဂိုလ်တရဝါများကိုတာတို့ညီမျှနေရာထိုင်ရင်းခိုးဝေပြီးနေရာချထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်အမိန့်စာကို3ချိန်တီးတီးဖတ်ပြပြီးသူတို့အားလုံးကားပေါ်ကဆင်းဖို့မိနစ်အချိန်20လောက်ပြီးလိုက်တယ်ပြီးမှကျန်တဲ့လူတွေကိုထပ်မံခေါ်ရမှာဖြစ်တဲ့အတွက်အားလုံးကားပေါ်ကဆင်းကြပါတဦးတယောက်မှကားပေါ်ပြန်လိုက်မလာကြပါနဲ့လို့ပြောလိုက်တယ်ဟုတ်တယ်သူတို့ကိုမြင်ရတာမှမဟုတ်တာကားပေါ်ပြန်လိုက်လာရင်ဘယ်လိုလုပ်မလဲဒါကြောင့်လူလီသေးမရှိအောင်ပြောရတာဖြစ်တယ်အဲ့ဒီနောက်ကားကိုပြန်လှည့်ပြီးတင်ញံဟုံးရှိကိုမောင်းလာတယ်ကားမနိုင်လို့ခြံထားတဲ့သူတွေကိုပြန်ခေါ်ရတယ်ဒီလိုခေါ်တော့လေခုနကကားမနိုင်လို့ပြန်ဆင်းနေတဲ့ပုံကိုယ်တော်ဝအားလုံးကားပေါ်တက်ကြပါလို့ပြောရုံမပြီးသေးဘူးခုနကကားမနိုင်လို့ပြန်ဆင်းတဲ့သူများအကြောင်းမျိုးမျိုးကြောင့်ခရီးလွန်နေပြီးတော့ခုမှပြန်ရောက်လာသူများအားလုံးကိုကားပေါ်ကိုတက်ကြပါအသင်တို့နေထိုင်ရမယ့်နေရာတစ်ကိုကြောက်ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်သုံးကုန်တီတီပြောပြီးကားပေါ်တက်ချိန်မိနစ်အချိန်20စောင့်ပြီးတယ်ပြီးမှတင်းရဲ့နေရာတစ်ကိုမောင်းလာတယ်ဒီချိန်မှာတော့ပထမအခေါက်တုန်းကလိုကားဆက်ရတာမျိုးကားထွက်မရတာစားတဲ့အနောက်ချက်တွေမရှိပဲချွတ်ချွတ်မှုမှုကားထွက်ခဲ့တယ်တင်းရဲ့နေရာတစ်ကိုရောက်တော့ပထမအခေါက်တုန်းကပြောသလိုပြောပြီးကားပေါ်ကဆင်းခိုင်းရတယ်အားလုံးပြီးမှအမိတ်ဆိုင်ရ2ရက်ကိုအပေါက်ပေါက်တစ်ပင်တစ်ပင်မှာချိန်ထားပေးရတယ်တင်းရဲ့ရွှေတဲ့ကိစ္စအောင်မြင်မြင်ပြီးဆုံးမှပဲစကန်မှုကြီးဥခင်ကျော်တယောက်စိတ်လက်ပေါ်ပါလွတ်လပ်သွားပါတော့တယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇာတ်လမ်းလေးကတော့တင်ញံရှိတဲ့နေ့အစားဆုံးဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်နေ့ဒီမှာလေးအခုလိုစိတ်ဝင်စားချက်ကောင်းတဲ့ဇာတ်လမ်းလေးတွေနဲ့တခြားပရာလောကဇာတ်လမ်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုအပ်ပါတယ်မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေခင်ဗျာ